သူသည်နေ့စဉ်အိမ်မှမထွက်မီသူ၏ရေးစားဖြစ်သူ၏ကိုပေါ်တွင်ငွေသား30 တန်းကိုပတ်တီးဖြင့်စီးနှောင်ပေးလေရှိသည်ထို့နောက်သူမကစိုက်ကြီးသောပေါ်ထက်ကုတ်အင်ကြီးတစ်ထည်ကိုထပ်ဝက်လိုက်ခြင်းဖြင့်ကိုဝင်ဆောင်မျိုးသမီးတဦးအတွင်အောင်မြင်စွာရုပ်ဖြတ်နိုင်ခဲ့သည်ဤနည်းလမ်းဖြင့်လေစိတ်လုံခြုံရေးကိုအစဉ်ပြေပြေဖြတ်ကျော်နိုင်လိမ့်မည်ဟုသူတို့ထင်ခဲ့ကြသည်သို့တော်လီဆာဝစ်ဆာလုံခြုံရေးစစ်ဆေးရေးဂိတ်ထဲသို့လှမ်းဝင်လိုက်သည့်အခါဆက်မှရုတ်တရက်အချက်ပေးတံမြည်လာခဲ့သည်အနီးအနားတွင်ရက်နေသောဂျင်မီမှရင်ထဲတွင်ထိတ်လန့်နေတော့လဲသူမကိုမသိသလိုဟန်ဆောင်နေုံမှတပါအခြားရွေးချယ်စရာမရှိပေသို့မဟုတ်ပါကသူတို့နှစ်ဦးလုံးပြဿနာတက်သွားနိုင်သည်ကံကောင်းစွာဖြင့်လီဆာကစိတ်အေးအေးထားနိုင်ခဲ့သည်သူမ၏ဆွဲကြိုးကိုအေးအေးဆေးဆေးပင်ချွတ်ပြလိုက်ပြီးဤဆွဲကြိုးကြောင့်အချက်ပေးတံမြည်ခြင်းဖြစ်ကြောင်းပြောဆိုကာလုံခြုံရေးဝန်ထမ်းကိုကြော်ဖြတ်နိုင်ခဲ့သည်သို့တော်သူတို့နှစ်ဦးလုံးမှာပြုံးခြင်းသို့မဟုတ်စိတ်သက်သာရသည့်အရေးအယောင်မျိုးလုံးဝမပြခဲ့ကြပေသူတို့သည်တည်ငြိမ်သောမျက်နှာထားဖြင့်သာစစ်ဆေးရေးဂိတ်ကိုဖျက်ကျော်ခဲ့ကြသည်လေရင်ပေါ်တက်မီဂိတ်ပေါက်သို့ရောက်မှသာသူတို့စိတ်လျှော့နိုင်ခဲ့ကြသည်ထို့တိုင်အောင်သူတို့သည်သူစိမ်းများဖြစ်နေသည့်ဟန်ကိုဆက်လက်ထိန်းသိမ်းခဲ့ရသည်နောက်တစ်နှစ်အတွင်းတွင်သူတို့သည်ဤနည်းလမ်းကိုအသုံးပြု၍မတူညီသောလေးစိတ်ပေါင်းဒါဇင်ကျော်တွင်ငွေမှောင်ခိုမှုများပြုလုပ်ခဲ့ပြီးစုစုပေါင်းငွေသားတန်း200ကိုနိုင်ငံပြင်ပသို့အောင်မြင်စွာမှောင်ခိုထုတ်နိုင်ခဲ့သည်ရုံးခတ်တော်လဲဤမယုံနိုင်စရာဇလန်းမှာအမှန်တကယ်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များပေါ်အခြေခံထားခြင်းဖြစ်သည်ဂျင်မီသည်အစပိုင်းတွင်ဟိုနားဒီနားမှပစ္စည်းသေးဖွဲလေးများကိုခိုးယူတတ်သည့်တခိုးလေးတဦးသာဖြစ်သည်ဤများပြသောငွေကြေးများနှင့်ပတ်သက်လာလိမ့်မည်ဟုမည်သူမျှမထင်ခဲ့ပေသို့တော်တခါကအိမ်ဖောက်ထွင်းမှုတစ်ခုတွင်သူသည်အရှင်၏မတ်စုစာအုပ်ကိုမတော်တဆတွေ့ရှိခဲ့ပြီးထိုစာအုပ်ထဲရှိအကြောင်းအရာများကသူ့ကိုအံ့အားသင့်စေခဲ့သည်အင်းမှာငွေတည်ရင်ကိုလူရက်ရန်အသေးစိတ်ရေးဆွဲထားသောစီမံချက်ဖြစ်သည်နောက်နှစ်ရက်အကြာနက်နက်စောစောပိုင်းတွင်ဒေါ်လာ1 ဘီလီယံတင်ဆောင်လာသည့်ငွေတည်ရင်တစ်စီးသည်လေးစိတ်၏ကိုတောင်အမှတ်18သို့ဝင်ရောက်လာမည်ဖြစ်သည်ထိုမတ်စုစာအုပ်ထဲတွင်ကိုတောင်တကား၏လှုပ်ဝက်ကုတ်ပင်ပါရှိသည်ရင်းကိုမြင်သောအခါဂျင်မီသည်ယူသွတ်သောအကြံတစ်ခုရလာခဲ့သည်သူသည်သူ၏လူဟောင်းများကိုအမြန်စုစည်းကစီမံချက်ကိုချပြခဲ့သည်အကြံဉာဏ်မှာရိုးရှင်းပါသည်ငွေတည်ရင်အတုတစ်စီးကိုလေးစိတ်ထဲသို့မောင်းဝင်ပြီးငွေများအလုံးကိုခိုးယူရန်ဖြစ်သည်ငွေများတင်ဆောင်သည့်လုပ်ငန်းစဉ်တစ်ခုလုံးမှာ9 မိနစ်တာကြာမြင့်မည်ဖြစ်သည်အကြောင်းမှာထိုအချိန်ကျော်လုံးပါကရဲများကငွေများကိုစောင့်ကြည့်ရန်ကိုတောင်တို့ရောက်လာမည်ဖြစ်သောကြောင့်ဖြစ်သည်သို့တော်အင်းမှာသီအိုရီရတာဖြစ်သည်လက်တွေ့လှုပ်ဆောင်ရာတွင်မထင်မှတ်ထားသောရှုပ်ထွေးမှုများအမြဲရှိတတ်သည်ထို့ကြောင့်မြည်သည့်အရာများမှားယွင်းမှုမရှိစေရန်သူတို့သည်လက်နက်များစွာကိုဝယ်ယူခဲ့ကြပြီးလုံခြုံရေးကင်မရာများကသူတို့၏မျက်နှာကိုမမှတ်မိစေရန်မျက်နှာဖုံးများကိုပါအထူးမှယူပြုလုပ်ခဲ့ကြသည်ထို့ပြင်ထွက်ပြေးသည့်အခါအသုံးပြုရန်အတွက်တန်ဆူးခွေများကိုလည်းကိုယ်တိုင်ခေဆက်ပြုလုပ်ခဲ့ကြသည်နောက်ဆုံးတွင်မတ်စုစာအုပ်ထဲမှအချက်လက်များကိုအသုံးပြု၍ဂျင်မီသည်မတ်စုစာအုပ်ပိုင်ရှင်ကငွေတည်ရင်အတူပြုလုပ်ရန်အနံ့ထားသည့်ကားဟောင်းဝင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်ဂျင်မီကသူသည်ထိုလူ၏တငယ်ချင်းဖြစ်ကြောင်းနှင့်ကားလာယူခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည်မထင်မှတ်ဘဲကားဟောင်းဝင်းပိုင်ရှင်ကယုံကြည်သွားပြီးတော့များကိုလွှဲပေးခဲ့သည်ဤနည်းဖြင့်ဂျင်မီသည်ငွေတည်ရင်ကိုရရှိခဲ့ရုံသာမကလူရက်မှုအတွင်းမူလတခိုးအဖွဲ့နှင့်တိုးမိမီကိုလည်းစိုးရိမ်စရာမလိုတော့ပေထို့ပြင်ထိုအချိန်တွင်မူလတခိုးများမှာစောင့်ကြည့်ကင်မရာများမှတဆင့်သူတို့၏မတ်စုစာအုပ်ခိုးယူခံရသည်ကိုသိရှိသွားသဖြင့်သူတို့၏စီမံချက်ကိုချက်ချင်းဖျက်သိမ်းလိုက်ကြသည်အားလုံးအဆင်သင့်ဖြစ်သောအခါဂျင်မီနှင့်အဖွဲ့သည်လက်နက်များကိုကိုင်ဆောင်ကာငွေတည်ရင်အတုကိုလေးစိတ်ဂိတ်ပေါက်သို့မောင်းနှင်သွားခဲ့သည်နေ့စဉ်ငွေတည်ရင်ဒါဇင်ပေါင်းများစွာသည်လေရင်ဖြင့်အခြားမြို့များသို့ပို့ဆောင်ရန်ငွေများလာရောက်အပ်နှံလေးရှိသဖြင့်လုံခြုံရေးဝန်ထမ်းမှသူတို့ကိုအထူးတလဲစစ်ဆေးခြင်းမရှိဘဲဖျက်ဆီးခွင့်ပေးခဲ့သည်ကိုတောင်အပြင်ဘက်သို့အောင်မြင်စွာရောက်ရှိလာပြီးနောက်ဂျင်မီမှာအလွန်ရင်ကုန်နေသဖြင့်လှုပ်ဝက်ကုတ်ကိုအကြိမ်ကြိမ်ရိုက်နှိပ်ခဲ့ရပြီးမှကိုတောင်တကားကိုဖွင့်နိုင်ခဲ့သည်ငွေတည်ရင်ကိုတောင်ထဲသို့ဝင်သွားသည့်နှင့်တပြိုင်နက်မော်နီတာများကိုစောင့်ကြည့်နေသောလုံခြုံရေးဝန်ထမ်းများကသူတို့ကိုမြင်သွားပြီးချက်ချင်းပင်ရဲကိုဖုံးခေါ်ဆိုခဲ့သည်